Hello guys ကဲဒီနေ့မှာတော့နေ့တစ်စကားပြောမှာအသုံးဝင်တဲ့စာလုံးလေး၅လုံးကိုတူတူလေးလာကြည့်လိုက်ရအောင်ဒီစာလုံးလေးတွေကိုသိထားလို့ရှိရင်စကားပြောရတာပို့ပြီးတော့ natural ဖြစ်ပြီးတော့ပို့ပြီးတော့လည်း confident ဖြစ်စေမှာပါ Greetings what's up how's it going ဒါက what is happening in your life right now နဲ့တူတူပါပဲဒီစာလုံးလေးတွေက very common ဖြစ်တဲ့ friendly greetings for almost any situation မှာသုံးလို့ရပါတယ်ဥပမာနဲ့ hey what's up not much just drink some coffee how's it going with you It's going well thank you ဒီလိုလေးတွေသုံးပေးလို့ရပါတယ် Long time no see သင်ကလူတစ်ယောက်ကိုမတွေ့တာတစ်နှစ်လောက်တောင်ကြာခဲ့ပြီဆိုရင်ဒီစလုံးလေးကိုသုံးပြလို့ရပါတယ် No worries ဒါက it is okay you're welcome နဲ့အတိတ်ပဲအတူတူပဲဖြစ်ပါတယ်စုံတစ်ယောက်ကသင်ကိုကျေးဇူးတင်ပါတယ်လို့ပြောတဲ့အချိန်မှာသင်က No worries ဒီလိုမျိုးပြန်ပြောပေးလို့ရပါတယ်ဒါကသင်ရဲ့ကူညီမှုကကိစ္စကြီးမဟုတ်ပါဘူးဆိုတဲ့အတိတ်ပဲတက်ရောက်စီပါတယ် My bad my mistake နဲ့အတိတ်ပဲအတူတူပါပဲသင်ကြောင့်တငယ်ချင်းရဲ့ပေါ်ဝင်ပြုတ်ချသွားရင် Oops my bad ဒီလိုမျိုးသုံးလို့ရပါတယ်သူများကိုတိုက်မိတာမျိုးကိစ္စအကြီးတွေမှာဆိုရင်တော့ my bad ကိုသုံးလို့မရပါဘူးเนาะဒီထက်ပိုပြီးလေးနက်တဲ့တောင်းပန်မှုမျိုးကိုပြရပါမယ်